တော်တာရှင်များမင်္ဂလာပါရှင် KK Read for You Channel မှာပြန်လည်ကြိုဆိုပါရစေထောက်ကုန်ပညာရေးမွန်းတဲ့ချိန်တိုင်းရွှေတကုံဖျားလန်းသည်လူသွားလူလာနေပါနေတစ်ပင်တစ်ပင်ဤအရိပ်အောက်တွင်ဖြင်းအင်းကြီးအညိုရောင်နှင့်ပစိုးအနက်ကပ်ကိုဝစ်ဆင်ပြီးခမောက်ဆောင်ထားသောလူငယ်တစ်ယောက်သည်အိတ်ကတ်ထဲကဆေးဘောလိပ်ကိုယူ၍လွယ်အိတ်ထဲမှမိချစ်ထုတ်ပြီးဖွာမိအချိန်တွင်အနီးနား၌ထိုင်နေသောလူငယ်တစ်ယောက်ကိုမျက်မှောင်ကျုပ်ခါမကြိုက်သည့်အမူအရာဖြင့်ကြည့်နေထို့နောက်ဟဲ့ကောင်မင်းဘာလူမျိုးလဲဟိုကျွန်တော်မြန်မာလူမျိုးပါဗျဘာပြောတာဗမာလားဟုတ်ကဲ့ဗမာလူမျိုးပါအေးဗမာလူမျိုးဆိုဗမာတွေထုတ်လုပ်တဲ့အဝတ်အစားနဲ့ကိုက်ညီမှုရှိအောင်ဝတ်ဆမ်းပါအောက်ကဘောင်းမီနဲ့အပေါ်ကခေါင်းဆောင်အင်ဂျီနဲ့ငါကွာဟေ့ကောင်တရုတ်ပြက်တယ်ကြားလားဟိုထို့နောက်စေဘော်လေးကိုမီးညိနေထိုင်နေသောလူငယ်သည်ကြောက်လန့်နှင့်ထကတနေရာသို့ကူးသွားပြီးထိုင်နေထို့နောက်လမ်းသွားလမ်းလာသောလူတချို့ကိုကြည့်နေငါဘယ်ရောက်နေပါလဲဟုစဉ်းစားနေမိခဏအကြာတွင်လန်ချားတစ်စီးသည်ထိုင်နေသောလူငယ်နေရာသို့ဆိုက်ရောက်လာသည်လန်ချားပေါ်မှမိန်းမပြိုတယောက်သည်အောက်သို့ဆင်းဖို့ရာပြင်ဆင်နေထို့နောက်ထီးကိုပိတ်ခါလန်ချားပေါ်တွင်တင်လိုက်လန်ချားဆွဲသည့်ကလားကိုတစုံတရာပြောလိုက်ရင်ဆင်းလာလန်ချားသည်အရိပ်ရသည့်နေရာသို့သွားကာရက်နေမိန်းကလေးမျက်နှာသည်ပြုံးပျော်လျက်မတ်တရက်နေသောလူငယ်စီသို့အပြေးကလေးသွားလေကိုဘဖေစောင့်နေတာကြာပြီလားရှင်မကြသေးပါဘူးခင်ကြလို့မရဘူးအိမ်ကမာမီကထိုမိန်းကလေးသည်ပြောနေရင်းမှာသူ၏ပါးစပ်ကိုလက်ဖွားနှင့်ပိတ်လိုက်ပြီးရုပ်မှအနှဲငယ်တီးသွားခင်ကိုဘဖေမကြိုက်တဲ့အင်္ဂလိပ်အခေါ်အဝေါ်တွေကိုစကားပြောရင်ညံ့ညံ့မပြောနဲ့လို့ပြောထားတယ်လေထိုလူငယ်သည်လေးစားမမာနှင့်မိန်းကလေးကိုပြောလိုက်မေ့သွားလို့ပါဆိုပြောဆိုထိုမိန်းကလေးသည်စိတ်ကောက်သည့်ဟန်ဖြင့်တစ်ဖက်သို့လှည့်ပြီးလက်ကင်ဘဝါစကိုလက်နှစ်ဖက်ဖြင့်ကင်ကာလှုပ်ရှားနေထိုအချိန်ထိုင်နေသောလူငယ်သည်တရွေ့ဖြင့်ထိုစကားပြောနေသောချစ်သူနှစ်ဦးစီသို့နီးတစ်ထက်နီးအောင်ကတ်သွားခင်ရဲ့စိတ်မကောက်နဲ့တော့ဒီဘက်လှည့်ပါအောင်မိန်းကလေးသည်ဘာမှပြန်မပြောဘဲငြိမ်နေဒီဘက်လှည့်ပါကွာကိုဘဖေတောင်းမှန်ပါတယ်ထိုအခါမိန်းကလေးသည်လူငယ်ဘက်သို့လှည့်ခါနှက်ခမ်းဆူရင်လက်တစ်ဖက်ဖြင့်လူငယ်၏ရင်ုံသို့နှစ်ချက်သုံးချက်ထုလိုက်ရင်မဆူအပ်ဘူးနော်သခင်ဘဖေဒီကရောင်ပြီးထွက်သွားတာ哦အေးပါကွာဟုတ်ပါပြီခင်ရဲ့ဟာလူငယ်သည်သဘောကျသည့်ပုံစံဖြင့်ရေမောနေရင်းမှာဘေဘီဝဲရသို့ကြည့်လိုက်ထို့နောက်မိန်းကလေးနာကက်ခါခင်ကိုအတိပေးရအောင်မယ်ကိုဘဖေတို့ចောင်းသားတွေအင်္ဂလိပ်အစိုးရကိုတပိတ်မှောက်ကြမယ်ခင်လဲနှစွန်းနှဖျားကြားမိပါတယ်ဘယ်နေ့စပြီးတပိတ်မှောက်ကြမှာလဲတစောင်းမုန်းလာထဲမှာဖြစ်မယ်ခင်အဲ့ဒီနေ့ကျဘဲမှမသွားနဲ့နော်အင်းမကိုဘဖေအဆဆရဂယုဆိုင်နော်ခင်ကကြားလို့မဖြစ်ဘူးတော့ကြာအမေကိုဖျားပန်းဝယ်ဖို့ပြောပြီးထွက်ခဲ့တာနောက်ကျရင်မကောင်းမှုဖြစ်မယ်သွားပြီနော်ထိုမိန်းကလေးသည်ခတ်တွတ်ဖြင့်လန်ချားစီသို့သွားကထိုင်နေသောလူငယ်ကိုတစ်ချက်ကြည့်ပြီးလန်ချားပေါ်တက်၍ဖဲထီကိုဖွင့်၍စောင်းလိုက်လေထိုအခါရှုပ်အိတ်လေးတအိတ်သည်လန်ချားပေါ်မှပြုတ်ကျသွားထိုင်နေသောလူငယ်သည်လင်းမြန်ဖြင့်ရှုပ်အိတ်ကလေးကိုထကောက်ခါထွက်သွားသောလန်ချားစီသို့အပြေးကလေးလိုက်ခါဟေးဒီမဲ့လန်ချားသည်စက်ခနဲရက်သွားဒီကပြုတ်ကျကြံခဲ့တဲ့အိတ်လေးပါထိုမိန်းကလေးသည်ပြုတ်ကျသွားသောအိတ်ကိုပြန်ယူရင်ကျေးဇူးတင်ပါတယ်ဒါနဲ့မင်းကဘယ်ကလဲကျွန်တော်ကကြီးမြင့်နိုင်ငံဘက်ကပါမင်းဗမာမဟုတ်ဘူးလားဟုတ်တယ်လေဗမာပါဗမာဆိုဗမာထဲတွေဝစ်ဆမ်းမှာအဲ့လိုအနောက်တိုင်းအင်ဂျီတွေချွတ်ပစ်လိုက်စမ်းပါကွာထိုလူငယ်သည်ရောင်မဖြင့်ချက်ချင်းဆိုသလိုခေါင်းစွပ်အင်ဂျီကိုချွတ်ပစ်လိုက်ပြီးချုံပုတ်ထဲပစ်ထည့်လိုက်အင်ဂျီမရှိ၍ရင်ဘက်ပလာခြင်းဖြစ်သွားထို့နောက်မိန်းကလေးသည်သဘောကျလျက်ပတ်စံကိုထုတ်ပေးပြီးရော့ဒီမှာမင်းဗမာအထက်ဝယ်ဖို့
လူငယ်သည်ရောင်ရမ်းပြီးပတ်စံကိုလှမ်းယူလိုက်ရင်ကြည့်လိုက်သောအခါရူဘီပတ်စံများဖြစ်နေ၏လန်ချသည်ထွက်သွားတော့၏လက်ခုပ်တီးသံကြားရသဖြင့်နောက်သို့လှည့်အကြည့်ကိုလူကတိတ်တော်တယ်ဒါနဲ့ဒီကိုဘာလာလောက်တာလဲသူ့နောက်တွင်ကိုဘဖေဆိုသောလူတစ်ယောက်ရောက်နေကသူ့ကိုစကားပြောပြီးလွဲအိတ်ထဲမှဖြင်းအင်းကြီးတစ်ထည်ကိုထုတ်ပေးလိုက်၏ဟိုကျွန်တော်ကအိမ်မော်ကဆင်းလာတာပါဒါလေးဝစ်ကြည့်ကိုလူမင်းနဲ့ဆိုတော်နိုင်တယ်ထိုလူပေးသောအင်ကြီးကိုဝစ်ကြည့်သည့်အခါတွင်အင်ကြီးကတော်နေသဖြင့်ကျွန်တော်နဲ့တော်တယ်ဗျထိုလူသည်ပြုံးလျက်အော်ဒါနဲ့စောနာကအိမ်မော်ကဆင်းလာတာဆက်ပါအောင်ကျွန်တော်ကပညာရေးကြောင့်ဆင်းလာတာပါကောင်းတာပေါ့ကွာကိုလိုနီပညာရေးကိုအဲ့ဒီလိုတပိတ်မှောက်ရမှာဒါနဲ့နာမည်ကကိုသူ့လို့ခေါ်ပါတယ်အေးငါနာမည်ကဘာဖေပဲတွေ့ရတာဝမ်းသာပါတယ်လက်ဆွဲနှုတ်ဆက်ရန်အတွက်ကမ်းပေးသောကိုဘဖေကိုပြန်လဲလက်ကမ်းနှုတ်ဆက်လိုက်ရင်ဒါနဲ့မင်းကိုတခုမေးအောင်မယ်မေးပါဗျတို့နိုင်ငံမှာဗြိတိရှတွေတင်တဲ့ပညာရေးကိုတခင်သူဘယ်လိုမြင်သလဲကိုသူသည်သူ့ကိုတခင်သူဟုပြောလိုက်သဖြင့်စိတ်ကြီးဝင်လာ၏ကျွန်တော်ပညာရေးကိုကျွန်းပညာရေးလို့မြင်ပါတယ်ဟုတ်လားရှင်းပြကြည့်ပါဦးဒီလိုတခင်ဘာဖေကျွန်တော်အထင်မြင်ကအတန်းပညာဘွဲရပြီဆိုရင်ကျွန်တော်တို့ရဲ့တင်လာခဲ့တဲ့အတန်းပညာရဲ့အသိဉာဏ်ကတိုင်းပြည်ကောင်းစားအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုမစင်းစားမတွေးခေါ်နိုင်ပဲကမ်ပဏီနဲ့အင်္ဂလိပ်အစိုးရစီမှာအလုပ်လုပ်ရင်းနဲ့ဘဝတစ်ခုစက်သိမ်းသွားရလိမ့်မယ်လို့ပဲထင်မိတယ်။တိုင်းပြည်မကောင်းစားပဲအရင်းရှင်တွေကောင်းစားမယ်လို့မြင်မိတာပေါ့ဗျာ။ကိုဘဖေသည်သဘောကျလျက်တိတ်ဟုတ်တာပေါ့တခင်သူရငါတို့လည်းဒီပညာရေးကိုတပိတ်မှောက်ချင်တာ။ပြောပြောဆိုဆိုခေါင်းတစ်ချက်ဆောင်းပြီးစီကရက်ကိုပါဇက်တွင်တေ့ကဖွာနေ၏။ထို့နောက်ကိုဘဖေသည်လွဲအိတ်ထဲကစာအုပ်တစ်ပုဒ်ကိုထုတ်လိုက်၏ရော့ကိုသူဖတ်ကြည့်စာအုပ်မှာအင်္ဂလိပ်စာနဲ့ရေးသားထားသောစာအုပ်တစ်အုပ်ဖြစ်နေ၏ကိုသူမဖတ်တဲ့သူတော့ဒုက္ခပါပဲဆိုတာတွေးနေတော့ဟေးတခင်ဘာဖေဟေးအသက်ကြီးသောလူတစ်ယောက်ကလှမ်းခေါ်သဖြင့်ကိုဘဖေသည်စာအုပ်ကိုလွဲအိတ်ထဲပြန်ထည့်ကဟာဦးကြီးလားဘယ်ကပြန်လာတာလဲရွှေတကုံဖျားကလားအေးပေါ့ကွာလာကြကွာအိမ်လိုက်ခဲ့ကြထိုသူတို့နှစ်ယောက်သာဦးကြီးလာအိမ်သို့လိုက်သွားလေ၏အိမ်ရှိကိုပြစ်တွင်ထိုင်ကရေနေချမ်းထမ်းလျက်ဖြင့်ဧခတ်၏ဒါနဲ့ဒီကမောင်ရင်ကကိုဘဖေကအော်ဦးကြီးလာရဲ့သူ့နာမည်ကကိုသူတဲ့ကြီးမြင့်နိုင်ကလူငယ်လေးသူလဲအင်္ဂလိပ်ကျောင်းမတက်ချင်လို့အိမ်ပေါ်ကဆင်းပြီးထွက်ပြေးလာတာလေကျွန်တော်တို့ဆန္ဒပြတဲ့အခါလိုက်ခဲ့မယ်တဲ့ဟုတ်တယ်မလားသခင်သူဟုတ်ပါဗျာဦးကြီးလပြုံးသွား၏ကိုဘဖေကဦးကြီးလဒီနေ့ရွှေတကုံဖျားသွားတာလားအေးကွယ်လွန်ခဲ့တဲ့2နှစ်လောက်ကမင်းတော်လေးပကိုးရွှေမော်တော်စီဒီမှာငလင်လှုပ်တာကြောင့်တေဆုံးသွားလို့ရွှေတကုံဖျားသွားပြီးပတိစိတ်အမျှဝေပြီးဆူတောင်းမလို့ဆိုပြီးနေလာခဲ့တာဒီနေ့ကျမှရောက်ဖြစ်တယ်။အော်တီဗီအဲ့တုန်းကစာရဂျီနဲ့ဂရက်တောက်ကရင်ကျဲမှုထုံးနှန်းအစင်လာမသိတတ်ပဲရင်မြင်ပေါ်ကိုဖက်နှက်စီးပြီးတက်တာမလား။ဟုတ်တာပေါ့ကိုမြေကိုရေပေါ်မှာကိုဝယ်ယုံကြည်မှုဘာသာတရားအပေါ်မှာအခြားဘာသာတယောက်ကထင်းသလိုဆိုင်လို့ဘယ်ရမလဲဘယ်လက်သင့်ခံမလဲကိုသူသည်သူတို့စကားတွေကြောင့်စာရဂျီနဲ့ဂရက်တောက်၏လှုပ်ဆောင်ချက်များကြောင့်ပြည့်ရွေကျော်ငလင်ကထဖြစ်လာသလားဆိုတာခေါင်းကုတ်ခါစဉ်းစားကံဖွင့်နေ၏ထို့နောက်ဆက်လက်၍သူတို့သည်ကျောင်းသားများတပိတ်မှောက်ဖို့ကိစ္စဆွေးနွေးနေ၏ကိုသူသည်သူဘလို့လို့ပြီးရောက်လာတာလဲဆိုတာတွေးနေ၏ဦးကြီးလာကကိုသူ့ကိုတစ်ချက်ကြည့်၏အေးပေါ့ကွာကိုတိုင်းပြည်ကိုလူမျိုးကိုဖိနှိပ်ချုပ်ချယ်ပြီးလိုသလိုရေးဆွဲတဲ့တိုးတက်မှုမရှိတဲ့ကျွန်းပညာရေးကိုဘာလို့မှလဲသခင်ဘာဖေဟုတ်တယ်မလားဟုတ်တာပေါ့ဒါနဲ့ဦးကြီးလာတကယ်တပိတ်မှောက်ကြရင်ကောလိပ်ကကျောင်းသားတွေနေစရာနေရာခတ်သွားမယ်အဲ့ဒီကိစ္စကရောအဲ့ဒီကိစ္စကမပူနဲ့ဦးကြီးတို့တူတော်မောင်လှတင်နဲ့ကြိုတင်စီစဉ်ထားကြပြီးသားအဲ့ဒီတပိတ်မှောက်တဲ့ကျောင်းသားတွေကိုတဲခိုနေဖို့ဗဟန်းမှာရှိတဲ့ဘုံဖုံကြီးကျောင်းစရက်တွေရှိတယ်လေ
ထို့နောက်တွင်ကိုဘဖေနှင့်ဦးကြီးလှတို့သည်အမျိုးသားရေးစိတ်ဓာတ်များနိုးကြကဆက်လက်ပြောဆိုဆွေးနွေးနေကြ၏ကိုသူလည်းသူတို့ပြောနေကြစကားများထဲမှာတခါတရံအင်္ဂလိပ်လိုတွေပြောနေကြသဖြင့်ကိုသူမှရှက်သွား၏ကိုသူမှဘွဲသာရခဲ့တော့လဲအင်္ဂလိပ်လိုမတတ်ပါတကားဟုတွေးကတိမ်ငယ်စိတ်ဝင်လာ၏ကဲသခင်သူဝင်ရောက်ဆွေးနွေးပါအောင်ဗျဦးကြီးလာကပြောသဖြင့်ကိုသူသည်မီးစင်ကြည့်ကြရတော့၏ဟုတ်တယ်ဗျသူတို့ခိုင်းမှုအတွက်ကိုပညာရေးကိုအဆင့်တန်းတွေနဲ့တွေးခွဲခဲ့တယ်ဘယ်လိုပဲခွဲအဲ့ဒီပညာရေးကထွက်လာတဲ့သူတွေကသူတို့တွေအတွက်တကယ်ကိုအလုပ်သမားပဲလေပြီးတော့အဲ့ဒီပညာတတ်တွေတော်တော်များများကပြည်သူကိုပြန်မကြည့်တတ်ကြတော့ဘူးဒါကြောင့်ကျွန်တော်တို့တိုင်းပြည်အတွက်လူသားရေးမြစ်တွေပျောက်သွားတယ်ကိုသူသည်သူ့စကားကိုစိတ်ပါဝင်စားစွာနားထောင်နေတော့ကိုဘဖေနှင့်ဦးကြီးလာကိုဆက်လက်၍ကျွန်တော်တို့ကသူတို့တင်ပေးတဲ့တင်ရိုးကိုစ조사ပန်းစားတင်ခဲ့ရတယ်ကျွန်တော်တို့အုံနောက်ကဒါမေးတာချက်ဒါဖြေလို့ဖြစ်နေတော့တာပဲဦးကြီးလာသည်ခေါင်းငိတ်လျက်တခင်တို့ပြောသလိုဆိုဗမာပြည်ပညာရေးကအထုပ်ကုန်ပညာရေးဖြစ်နေပြီပေါ့ဗျဟုတ်တယ်ဗျဦးကြီးလာဒီတော့ကျွန်တော်တို့ကဘွဲရပြီးအလုပ်ခွင်ဝင်ပြီဆိုကြပါတော့အဲ့ဒီခါအင်တာဗျူးတဲ့လူကအင်္ဂလိပ်စာတက်ရလားကွန်ပျူတာတက်ရလားဆိုပြီးမေးရောပဲအဲ့ဒီတော့အခုမှဘွဲရပါတယ်ဆိုတော့ဒါတွေဘယ်လိုတက်ပါမလဲစသဖြင့်ပညာရေးပကြီးကားကိုလှပအောင်လိုသလိုဆေးချယ်နေတော့၏ကိုဘဖေသည်ဆေးလိပ်ကိုခပ်ပြင်းပြင်းဖွာနေ၏ထို့နောက်အင်္ဂလိပ်လိုဖြင့်ဘာကြီးလာကိုတခုခုပြောဆိုလိုက်လေ၏ကျွန်တော်တို့အင်္ဂလိပ်လိုသိမှလည်းဖြစ်မယ်တာမန်ဘွဲရသူတွေဆိုအလောက်လျှောက်ရင်တော်တော်နဲ့မရရတဲ့အလုပ်ကြပြန်တော့ဘဝတလန်းမရှိမိဘတွေကတော့ပညာမတတ်မှဆိုလို့ထားလိုက်ရတာအနာဂတ်အတွက်ရင်လေးတယ်အခုအင်တာနက်တွေထိုအခါကိုဘဖေသည်လက်ဖြင့်ကပြီးတခင်သူခမည်းပြောတဲ့ကွန်ပျူတာဆိုတာကကိုဘဖေကသူ့ကိုနားမလည်တဲ့ပုံစံဖြင့်မေးနေတော့အခါကိုသူသည်ဟိုလေကွန်ပျူတာဆိုတာစာစီစာရိုက်တဲ့ပုံစံမျိုးပေါ့အော်တီဗီတရားရုံးနေမှာသုံးတဲ့စာစီစာရိုက်လက်နှိပ်ဆက်ကိုပြောတာမလားဟုတ်တယ်ဗျအဲ့လိုပဲဟိုကလျှက်စစ်နေကိုဘဖေသည်ခေါင်းတစ်ချက်ညိတ်ကဆေးဘွားလေးကိုမီးဖွာရင်ကဒါနဲ့အင်တာနက်ဆိုတာကွန်ရက်ဟိုဗျာဆက်သွယ်တာကိုပြောတာကွန်နက်မဟုတ်ဘူးလားမဟုတ်တော့မဟုတ်သေးဘူးလေအင်တာနက်ဗျအင်တာနက်ဆိုတာကသုံးမိတာနဲ့ကဘာကြီးကရွာအတိုင်းဖြစ်ကုန်ရောဗျတခင်ဘဖေတို့ကအင်္ဂလိပ်ကျောင်းဆိုတော့အင်္ဂလိပ်စာကောင်းကောင်းတက်ကြတယ်လေဟောကောလိပ်ကျောင်းအောင်ပြီဆိုတာနဲ့သမီးရှင်တွေဘက်ကမလွတ်တမ်းမဲ့လေကျွန်တော်တို့ခေတ်ကြတော့အဲ့လိုမဟုတ်တော့ဘူးဦးကြီးလာသည်ခေါင်းငုံက900ကိုရာနေပြီကိုသူ့ကိုတေးချကြည့်၍ကဲတခင်သူခမည်းပြောနေတာတွေကျုပ်တို့နားမလဲဘူးနောက်ပြီးခမည်းကကျွန်တော်တို့ခေတ်လို့လဲပြောနေပြန်ရောခမည်းဘာတူလဲဟိုကျွန်တော်ကပညာရေးကိုပြောပြတာပါပြောတော့ပညာရေးဆိုပြီးအင်္ဂလိပ်စာတက်ရမယ်ကွန်ပျူတာအင်တာနက်တို့တွေမသိတဲ့အကြောင်းအရာတွေနောက်ပြီးကျွန်တော်တို့ခေတ်တဲ့မဟုတ်ပါဘူးဦးကြီးလားကျွန်တော်ကကဲတခင်ပါဖေဒီလူကိုကျုပ်မတင်ကြတော့ဘူးဒီလူကအင်္ဂလိပ်တရှို့လားသူ့ဘာတူလဲကိုသူသည်မတ်တက်ရက်ခါမဟုတ်ပါဘူးကျွန်တော်ရှင်းပြပြရစေဟဲ့ကောင်မင်းဘာတူလဲကိုဘဖေသည်ဒေါသဖြစ်သည့်အတန်နှင့်ကိုသူစီထလာသောအခါကိုသူသည်နောက်ဆုတ်ရင်းဖြင့်ကိုပြစ်ပေါ်မှပြုတ်ကြတော့၏အာကိုသူတားဘာဖြစ်တာလဲအိတ်ခမ်းထဲမှအမေသည်အရှိထွက်လာကကိုသူကိုကြည့်လိုက်၏တားကလေးမော်ကပြုတ်ကြတာတားရဲ့အမေကလက်သွားတာပဲဘယ်နာသွားသေးလဲမနာပါဘူးမေဒီမနက်သားအလုပ်သွားရှောက်မှာမလားဟုတ်တယ်မေအေးအမေဆုတောင်းပေးထားမယ်အမေသည်အိတ်ခမ်းထဲပြန်ဝင်သွား၏ကိုသူသည်ညကဦးဖိုးကြား၏အမျိုးသားတွေဆောင်းပါးကိုဖတ်ပြီးအိပ်ပျော်သွားသောကြောင့်အိမ်မက်မက်ခဲ့၏မနေ့အလုပ်ရှောက်မဲ့ဖိုင်တွဲတွေတေချာစစ်နေ၏အဝေးတင်ဘွဲလက်မှတ်10တန်းအောင်လက်မှတ်မှတ်ပုံတင်တကောင်စင်းနှင့်ထောက်ခံစာများကိုမူရင်းနှင့်မိတ္တူများမကြံစေအောင်တေချာစစ်ခါဖိုင်တွဲထဲထည့်နေလေ၏
ထို့နောက်မနေ့ကဓာတ်ပုံရိုက်ရန်အတွက်ဆိုင်ကိုသွားရအောင်မည်အလောက်ကရမှဖြစ်မည်ဒီတစ်ခါအလောက်ရပါစေဟုအမေမဆုတောင်းခင်ကိုသူဆုတောင်းလိုက်လေတော့၏စာရေးဆရာမောင်တုံညရဲ့ဝိထုလေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်အဆုံးထိလိုက်ပါနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်သောတာရှင်များကိုယ်စိတ်နှပြကျမ်းမာချမ်းသာပါစေလို့ဆုတောင်းရင်းနှုတ်ဆက်လိုက်ပါစီရှင်